ဒီလိုလေးတွေးခဲ့ဘူးလားငါငွေတွေအများကြီးလိုချင်တယ်တထေးကြီးဖြစ်ချင်တယ်ဒီလိုတွေးလိုက်တဲ့အခါတိုင်းကိုယ်စိတ်ထဲမှာထွက်လာတဲ့အဖြေကဘာတွေဖြစ်မလဲငါအလုပ်တွေပို့ချိုးစားရမယ်ပတ်စံတွေကိုအရန်တုံးလို့မဖြစ်ဘူးများများစုရမယ်အချိန်ကုန်ခံလို့မဖြစ်ဘူးသူများပျော်နေလို့ငါလိုက်ပျော်လို့မဖြစ်ဘူးဆိုတဲ့အဖြေတွေရခဲ့ရင်တော့တေချာပေါက်ဆင်းရဲတွင်းကလွတ်မြောက်မှာမဟုတ်ဘူးကိုလိုချင်တဲ့ချမ်းသာကြွယ်ဝမှုကိုရနိုင်မဲ့သူမဖြစ်နိုင်တော့ဘူးဆိုတာကိုအမြန်ဆုံးသတိရဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ငွေရဖို့ဆိုရင်စူးစမ်းအားထုတ်ရမယ်ပင်ပန်းခံရမယ်ငွေကိုအသုံးချတာမကောင်းဘူးလက်ထဲမှာများစုထားရမယ်ဆိုတော့ scarcity mindset ရှိနေလို့ဖြစ်ပါတယ်ဒီ mindset တွေကဘယ်ကနေအခြေခံလာတာလဲဆိုရင်ငယ်ဘဝကကိုယ့်ရဲ့မိဘတွေသင်ပြလိုက်တဲ့ငွေအကြောင်းပုံမြင်တွေကလာတာဖြစ်ပါတယ်ကျမတို့ society ကငွေအကြောင်းကို negative ဘက်ကမြင်ကြတာများပါတယ်သူတို့ကိုယ်တိုင်ကလည်းငွေအကြောင်းကိုကောင်းကောင်းနားမလည်ခဲတာလည်းပါပါတယ်ဒီလို society တွေကကြီးပြင်းလာတဲ့ကျမတို့ဟာငွေနဲ့ပတ်သက်တဲ့အတွေးအမြင်တွေအယူအဆတွေအားလုံးဟာမကောင်းတဲ့ရှုထောင့်ကြောက်ရွံ့တဲ့ရှုထောင့်အဆင်မပြေဘူးဆိုတဲ့ရှုထောင့်ခက်ခဲတယ်ဆိုတဲ့ရှုထောင့်တွေကနေပြီးတော့မြင်တတ်တာများသွားတဲ့အခါမှာငွေရှာရတာပင်ပန်းဆင်းရဲပြီးမောပန်းလွယ်တဲ့ခံစားချက်တွေအမြင့်တွယ်စေခဲ့တာဖြစ်ပါတယ်ဒါဟာကိုယ့်ရဲ့စိတ်ကိုမိသားစုပတ်ဝန်းကျင်ကနေပြီးတော့သူတို့ရဲ့အယူအဆတွေအတွေ့အကြုံတွေနဲ့အုံနောက်ကို program ရေးဆွဲပေးလိုက်တာဖြစ်ပါတယ်ဒီကနေအခြေခံပြီးတော့ကျမတို့ငွေပေါ်မှာမြင်တဲ့အမြင်တွေနဲ့လက်ရှိဘဝမှာကိုယ့်ဘဝကိုလာပြီးတော့ရိုက်ခတ်နေတာဖြစ်ပါတယ်ဒီခါမှာကိုယ်တိုင်းကိုယ့်ရဲ့စိတ်ကိုပြန်ပြီးတော့ reprogram ရေးဆွဲဖို့လိုအပ်ပါတယ်ငွေဆိုတာစာရွက်တစ်ခုတည်းမဟုတ်ဘူးကိန်းဂဏန်းတစ်ခုတည်းမဟုတ်ဘူးဆိုတဲ့နားလည်မှုတစ်ခုရှိလာအောင်စူးစမ်းအားထုတ်ဖို့လိုအပ်ပါတယ်ကျမဧပြီ3ရက်နေ့မှာငွေကြေးနဲ့ပတ်သက်ပြီးတော့စာရွက်တစ်ခုကိန်းဂဏန်းတစ်ခုထက်ပိုတဲ့အသိပညာဗဟုသုတတွေရခြင်းနဲ့ငွေကြေးနဲ့ပတ်သက်တဲ့အတွေးအမြင်တွေပြောင်းလဲခြင်းနဲ့ငွေရဲ့ energy ကိုအတွင်းကြကြနားလည်ခြင်းတဲ့သူတွေအတွက် 10 key of money energy ဆိုတဲ့ဖွင့်ပေးထားပါတယ် 1D master class ဖြစ်ပြီးတော့ဒီသင်တန်းအတွင်းမှာကိုယ်မှာပိုင်ဆိုင်ထားပြီးသားငွေကြေး energy ကိုစုပ်ယုပ်စေတဲ့အရာတွေအကြောင်းငွေကြေးနဲ့ကိုယ်ကြားမှာ relationship ကောင်းတည်ဆောက်နိုင်ဖို့အတွက်ငွေကြေးဘာသာစကားတွေအကြောင်းကိုကျမကစနစ်တကျသင်ကြားပေးသွားမှာဖြစ်ပါတယ်ဒီ 1day class လေးကမူရင်းသင်တန်းကြီး3သိန်းကျပ်ရှိပါတယ်ဒါပေမဲ့ယခုအချိန်ကနေစပြီးတော့ March လကုန်30ရက်နေ့ထိလာအပ်တဲ့သင်တန်းသူတွေသင်တန်းသားတွေကိုကျမက discount price 3900ကျပ်နဲ့သင်တန်းကိုလက်ခံပေးသွားမှာဖြစ်ပါတယ်သင်တန်း group မှာလည်းကိုယ့်ရဲ့တငယ်ချင်းတွေစောင့်နေပြီဖြစ်တာကြောင့်အမြန်ဆုံးလာအပ်ဖို့ဖိတ်ခေါ်ကြပါတယ်ရှင်သင်တန်းကြေးသွင်းဖို့သင်တန်းအကြောင်းစုံစမ်းဖို့ဆိုရင်ကျမရဲ့ Viber နံပါတ်3992543996မှာလာပြီးတော့ဆက်သွယ်စုံစမ်းနိုင်ပါတယ်အားလုံးပဲသင်တန်းမှာတွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်ရှင်